ဒီမိန်းကလေးဟာထင်းမှတ်မထားတဲ့မြင်ကွင်းကြောင့်အရန်ကိုကြောက်လန့်တုန်လှုပ်သွားပါတယ်။အိမ်တော်ထက်ကအေကူရဲ့လေချောင်းသွေးကိုဖောက်ပြီးတော့အေဒရီအတွက်တောက်စီအားဖြစ်တဲခင်းပေးနေတာပါ။အဲ့ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့အေဒရီအားလုံးဟာသူတို့မှရှိတဲ့အစွဲတွေကိုထုတ်ပြလာရပါတယ်။ဒီမိန်းကလေးဟာအခုလိုမြင်လိုက်ရတော့မှဒီသူတွေအားလုံးဟာသွေးဆုပ်ဖုတ်ကောင်းနေဆိုတာသိသွားပါတယ်။ဒါကြောင့်အိမ်ထဲကနေထွက်သွားဖို့လုပ်ပေမဲ့ဗန်ပိုင်ယာဘီကြီးကသူ့ကိုတားထားလိုက်ပါတယ်။ပြီးရခါမှာတော့မိန်းကလေးကိုအခေါင်းတစ်ခုထဲထည့်ထားလိုက်ပြီးအပြင်ကနေတန်နဲ့ရိုက်ပိတ်ထားလိုက်ပါတယ်။အခေါင်းထဲမှာမိန်းကလေးဟာမျောလင်းချက်ပဲ့နေတော့မှပဲအခေါင်းပုံးပွင့်လာပြီးအိမ်ကူတယောက်ကသူ့ကိုလာခဲ့ပါတယ်။အိမ်ကူပြောပြမှမိန်းကလေးဟာသူသွေးဟာရာစုနှစ်တစ်ခုမှတစ်ခါတွေးရတဲ့ရှားပါတဲ့သွေးဆိုတာသိလိုက်ရပြီးတော့အရန်ကိုတုံ့ထုတ်ချောက်ချသွားခဲ့ပါတယ်။သူမရဲ့ဘေးကိုတောက်တာနဲ့ထော်ရအသက်ရှင်ခွင့်ရမှာဖြစ်ပြီးတော့စွမ်းအားတွေလည်းအများကြီးတိုးလာမှာပါ။အခုတော့သူ့သွေးကိုတည်သွားတဲ့အကြောင်းကတော့တိတ်မကြခင်ကသွေးယူခဲ့တဲ့အဖြစ်အပျက်ကနေစတင်ခဲ့တာဖြစ်ပါတယ်။အိမ်ကနေထွက်ပြေးပြီးတောင်အောက်ခြေမှာရှိတဲ့အိမ်သေးသေးလေးတစ်လုံးလေးကိုဝင်ပုန်းနေလိုက်ပါတယ်။ဒါပေမဲ့လည်းသူဝင်တော့တဲ့အိမ်ထဲမှာကအသက်မဲ့နေတဲ့အလောင်းကောင်လေးရှိနေတာကိုတွေ့လိုက်ရပါတယ်။ထွက်ပြေးဖို့မလုပ်နိုင်တော့တာကိုသိတာကြောင့်ဇပွဲတစ်ခုအောက်ကိုဝင်ပုန်းနေလိုက်ပါတယ်။စောစောကသူ့ကိုကယ်ပေးလိုက်တဲ့အိမ်အကူကတော့အသက်ခံလိုက်ရပါပြီ။အလောင်းလာထားတဲ့လူအလစ်မှာအိမ်ထဲကနေထွက်ပြေးပြီးအပြင်ကနေတကားကိုလော့ချထားလိုက်ပြီးတော့ဒီမျိုးထဲကနေထွက်ပြေးဖို့စတင်ကြိုးစားပါတယ်။တနေရာရောက်မှာတော့အပေါင်းလင်မယားအိမ်ကိုဝင်ပြီးခဏနားခိုးလိုက်ပါတယ်။အိမ်ထဲရောက်ပြီးလှည့်ပတ်ကြည့်တဲ့အခါမှာတော့အပေါင်းလင်မယားရဲ့မိသားစုတပ်ပုံထဲမှာဗန်ပိုင်ယာဘယင်းကြီးရဲ့တပ်ပုံကိုပါတွဲမြင်လိုက်ရပြီးထွက်ပြေးဖို့အချိန်မရခင်မှာပဲသူ့ကိုသတိမေ့သွားအောင်ရိုက်တာခံလိုက်ရပါတယ်။သူနိုးလာတဲ့အချိန်မှာတော့သူ့ရှေ့မှာဗန်ပိုင်ယာဘယင်းကြီးရှိနေပြီးသူမရဲ့သွေးကိုပေးမယ်ဆိုရင်အပြန်လှန်နေတဲ့ထာဝရသက်ရှင်ဝင်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဒီလိုကမ်းလှမ်းတာကိုမိန်းကလေးကလက်ခံလိုက်ပြီးဗန်ပိုင်ယာဘယင်းကြီးရဲ့သူတို့သမီးဖြစ်လာတာကြောင့်အားလုံးကအံ့ဩနေကြပါတယ်။လူတွေအားလုံးနေရာယူလိုက်ကြပြီးအိမ်တော်ထင်းကကမရဲ့ဝက်ကိုမပြီးလှန်လိုက်တဲ့အချိန်မှာတော့ဒီရောကြည့်နေတဲ့လူတွေအားလုံးဟာစားလောင်နေတဲ့မျက်လုံးတွေနဲ့သူမကိုဝိုင်းကြည့်နေကြပါတယ်။ညနေပုံးတက်ထားတဲ့ဘုန်းတော်ကြီးရဲ့ရှေ့မှာမိန်းကလေးကလင်မယားပြလက်ခံပါတယ်လို့ပြောပြီးတာနဲ့သူရဲ့ပွဲတော်ကြီးစတင်ပါတော့တယ်။ဗန်ပိုင်ယာဘီနီကသူ့ရဲ့လက်ကသွေးကိုဖောက်လိုက်ပြီးမိန်းကလေးကိုတောက်ခိုင်းလိုက်ပြီးတဲ့နောက်သူမရဲ့ခန္ဓာကိုယ်ဟာချက်ချင်းပြောင်းလဲလာပါတော့တယ်။ပါဇက်ထဲကအဆွဲတွေထွက်လာပြီးလက်သေးတွေခြုံထွက်လာတဲ့အပြင်သူမရဲ့ပုံစံဟာလုံးဝပြောင်းလဲသွားပါတယ်။အဲဒီချိန်မှာတော့မိန်းကလေးဟာသူကိုယ်တိုင်ပဲဗန်ပိုင်ယာတကောင်ဖြစ်လာခဲ့ပါပြီ။